တိုင်းပြည်တစ်ပြည်ရဲ့အစသူရဲကောင်းတယောက်ရဲ့လေတဆင့်ပုံမှာမူတည်တဲ့ဆိုရင်ကောယုံနိုင်မလားဟုတ်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ရှေးပကန်းပြည်ကိုဘေးအန်တီရီနဲ့ကယ်တင်ခဲ့တဲ့ပြူစောတိရဲ့မကွန်ဝင်တန်တာရီဇလန်ပဲဖြစ်ပါတယ်ကဲဇလန်ကိုအစချီရရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပေါ့သမုဒ္ဒရိရဲ့မင်းအုပ်ဆိုတဲ့ပကန်းပြည်မှာနေ့ရက်တိုင်းဟာကြောက်ရွံ့ထီလက်မှုတွေနဲ့ကင်းနေနေခဲ့တယ်ဘာလို့လဲဆိုတော့လေတိုင်းပြည်တစ်ခုလုံးကိုဝါမြုံသွားမလားအောင်မရလောက်တဲ့ဒါမှမဟုတ်တဲ့ဘေးအန်ဒီရဲ့ကြီးငါးမျိုးကသူတို့ကိုနေ့စဉ်နဲ့များချင်းချောင်နေခဲ့လို့ပါပဲဆိုတော့အဲ့ဒီဘေးဆိုးကြီးတွေကဘာနေများလဲဘာလို့များပကံပြည်သူတွေကဒီလောက်တောင်ဒုက္ခပင်လဲဝေနေခဲ့ရတာလဲကဲပထမဆုံးအနေနဲ့လေတိုင်းပြည်တစ်ခုလုံးကိုတားစာခံလို့ဖြစ်အောင်လှုပ်ထားတဲ့အဲ့ဒီကြောက်စရာအန်ဒီရဲ့ရန်ကြောင်းကိုချက်ကြည့်လိုက်ကြအောင်အဲ့ဒီဘေးဆိုးကြီးကပါတယ်လဲဆိုတော့တောင်ကုန်းတစ်လုံးစာလောက်ရှိတဲ့ဝက်ကြီးတပ်ပင်တွေပေါ်ကနေလက်စည်းလိုခုံအုပ်တတ်တဲ့ရှင်ကြီးပြီးတော့တောနဲ့ထဲကကြားကြီးရယ်ကောင်းကင်မှာပြင်ဝဲနေတဲ့ရှူးပင်ကြီးရယ်နောက်ပြီးတော့အားလုံးထက်ကြောက်ဖို့ကောင်းတဲ့ငှက်ကြီးရယ်ပေါင်း၅မျိုးပါအဲ့ဒီမှာအစိုးဆုံးကပါလဲဒီလားနေတိုင်းမိသားစုတစုကသူတို့ရဲ့သားသမီးဇနီးများခင်ပွန်းစေတယောက်ယောက်ကိုဒီတတ္တဝါတွေစီရက်ပူဇော်ဖို့ပို့နေရတာပဲတကယ်ကိုမျောလင်းချက်ပျော်ဆုံးနေတဲ့ကာလာကြီးပေါ့ဒါပေမဲ့လေအမောင်ဆုံးညတွေမှာပဲဂျယ်တွေကပူလင်းနေမလားအဲ့ဒီလိုပဲမျောလင်းချက်တွေအားလုံးကုံဆုံးနေတဲ့ရှင်မှာပဲလူတစ်ယောက်ပေါ်ထွက်လာခဲ့တယ်သူ့နာမည်ကပြူစောတီသူကတာမန်လူတစ်ယောက်လုံးဝမဟုတ်ဘူးနေမရဲ့သားတော်နဂါမင်းသမီးရဲ့မြူဆက်ပြောရရင်တော့ပကံပြည်ရဲ့ကမ်းချက်မှာကိုပြောင်းပြန်လန်ပြစ်ဖို့မွေးပွားလာတဲ့သူရဲ့ကောင်းတရားပေါ့ဗျဟုတ်ပြီမျိုးရိုးကတော့မြင့်မြတ်ပြီးပဲဒါပေမဲ့မျိုးရိုးကောင်းယုံနေတော့သူရဲ့ကောင်းဖြစ်မလာနိုင်ဘူးလေဟုတ်တယ်မလားလေ့ကျင့်မှုတွေတက်တည်တွေလည်းလိုပါပေါ့ကဲဒါဆိုပြူစောတီတယောက်သူ့ရဲ့ကံကြမ္မာကိုရင်ဆိုင်ဖို့ဘယ်လိုလေးများပြင်ဆင်ခဲ့တယ်လဲဘယ်လိုအကြောင်းတရားကသူ့ကိုပကံပြည်စီတွန်းပို့ခဲ့တယ်လဲဆိုတာကိုဆက်ပြီးကြည့်တော့ကြရအောင်ပြူစောတိရဲ့စွမ်းအားကမွေးရပါမျိုးရိုးတစ်ခုတည်းကတင်လာတာမဟုတ်ဘူးသူဟာတောနဲ့ကြီးတဲ့ကပညာရှိရက်သေးကြီးတစ်ပါးစီမှာနှစ်ပေါင်းများစွာအပင်ပန်းခံပြီးအတတ်ပညာမျိုးစုံကိုသင်ယူခဲ့တယ်အဲဒီထဲမှာလေးပစ်အတတ်ပညာကတော့သူ့ရဲ့လက်ဆွဲတော်လိုဖြစ်လာခဲ့တာသူ့မြတ်တစ်ချက်လေးချိုးကလွတ်သွားပြီဆိုရင်ပင်မတ်ကိုဘယ်တော့မှလွဲတယ်လို့ကိုမရှိခဲ့ဘူးအဲ့ဒီနောက်တနေ့မှာတော့ယတိကြီးကသူ့ကိုကြည့်ပြီးစကားတစ်ခုကိုပြောလိုက်တယ်အရန်ယူရှင်းတယ်ဒါပေမဲ့အင်မတန်အစွမ်းထက်တဲ့စကားတစ်ခုပဲတွားပီဂျူတွေကိုတွားခဲတင်လို့တယ်အဲ့ဒီစကားနဲ့အတူပဲနတ်တွေချီးမြှင့်ထားတဲ့အကိပါလာဆိုတဲ့မဟာလီတော်ကြီးကိုပါသူ့လက်ထဲကိုအနှင်လိုက်တယ်အဲ့ဒီအချိန်ကစပြီးပေါ်ကန်ပီတဲ့ကက်တင်ရှင်ပြူစောတီရဲ့ခရီးရှည်ကြီးစတင်ခဲ့ပါတော့တယ်ကဲအခုတော့ဇလန်ရဲ့ exciting အဖြစ်ဆုံးအထွတ်ထိပ်အပိုင်းကိုရောက်လာပြီသူရဲ့ကောင်းတဲ့ blue တပတ်တည်းရဲ့ရင်ဆိုင်တိုက်ခိုက်ခန်းပေါ့ပြူစောတီကသူရဲ့လေးတစင်တီနဲ့အဲ့ဒီကြောက်စရာတတ္တဝါကြီးတွေကိုဘယ်လိုများတကောင်ချင်းအနိုင်ယူသွားမလဲစိတ်ဝင်စားစရာပဲနော်သူ့ရဲ့ပထမဆုံးညီအန်သူမြေကြီးကိုတတုံတုံနဲ့တုံခါသွားစေလောက်ကောင်ကြီးမားတဲ့ဝက်ဘလူးကြီးပဲသူ့ရဲ့စွဲနေကဆိုရင်ထဲသွားရီလိုခြုံထက်ရှည်ရနေကပြူစောတီကိုမြင်လိုက်တိုင်းတပြန်နဲ့ဒေါသမီးတွေတောက်လောင်းပြီးအသားကုန်ပြုံးတက်ခိုက်လာပါတော့တယ်ကဲဒီလောင်ကြီးမှပြီးဒေါရဒထွက်နေတဲ့တတ္တဝါကြီးကိုရောဘယ်လိုများရင်ဆိုင်တားဆီးနိုင်ပါလဲအဖြေကတော့ရှင်းလေးပါနှစ်ပေလေးနဲ့တစ်ချက်တည်းပါပဲဟုတ်ပြီပထမတစ်ကောင်တော့ပြီးသွားပြီဒုတိယရန်သူကတော့အင်အားနဲ့လာတာမဟုတ်ဘူးအများနှုံးနဲ့လာတာတစ်ပင်ဒီပေါ်ကနေမျက်စိတက်မိတ်အတွင်းခုံအုပ်တိုက်ခိုက်တတ်တဲ့ရှင်ကြီးပဲဖြစ်ပါတယ်ဒါပဲပဲရှင်ကြီးဘလောက်များဖြူစော်ထီးရဲ့မျက်လုံးနဲ့မြားကပေါ်များနေခဲ့တယ်မြားတစ်ချက်တည်းနဲ့ပဲရှင်ကြီးရဲ့လင်းမြန်တဲ့လှူရှောင်းမှုတွေအားလုံးရက်တန်းသွားစေခဲ့တယ်ဒီအောင်ပွဲကဘာကိုပြလဲဆိုတော့သူဟာအားရင်ကြီးတဲ့ရန်သူကိုပဲနိုင်တာမဟုတ်ဘူးလင်းမြန်ဖျက်လောက်တဲ့ရန်သူကိုလည်းအသားလေးအနိုင်ယူနိုင်တဲ့ဆိုတာကိုပါတက်တယ်ပြလိုက်တာသူ့ရဲ့အောင်ပွဲတွေကတော့တစ်ခုပြီးတစ်ခုပါပဲဒေါ်နယ်တက်ကကြာကြီးကိုလည်းရင်းပတ်တဲ့ကိုများတစ်စင်းနဲ့အဆုံးသတ်ခဲ့တယ်ညဘက်ကောင်းကင်မှာပြန်ဝဲနေတဲ့ရှူးပြန်ကြီးကိုကြတော့မျက်စိနဲ့တော့ကြည့်စရာမလိုဘူးအတန်ကိုပဲနားဆွင့်ပြီးဖိချနိုင်ခဲ့တယ်မြေပေါ်မှာတော့ကောင်းကင်မှာပါသူကတကယ်ကိုအရှင်းသခင်ဖြစ်နေခဲ့ပါပြီဒါပေမဲ့အားလုံးထဲမှာအကြောက်စရာအကောင်းဆုံးနောက်ဆုံးရန်သူကတော့ကျန်နေသေးတယ်နောက်ဆုံးတိုက်ပွဲကတော့တကယ်ကိုအဆုံးဖြတ်ပါပဲမင်းသမီးလေးကိုရေပူစော်ဖို့ပြင်ဆင်နေတဲ့အချိန်ယူတီအက်ဆိုလို့နေမင်းကြီးကိုတောင်ဖုံးလွှမ်းသွားတော့တဲ့အရေးအမြဲကြီးတစ်ခုကြားရောက်လာပြီးကောင်းကင်တစ်ခုလုံးမောင်ကျသွားတယ်ဟုတ်ပါတယ်ငှက်ပြီးလူကြီးဆင်းတက်လာပါပြီပြည်သူတွေထိတ်လန့်ကြအော်ဟစ်နေကြရဲ့အချိန်မှာပဲပြူစော်တီဟာသူ့ရဲ့နက်လေးကိုအစွမ်းခုန်ဆွဲငစ်ပြီးကောင်းကင်ကိုပြစ်လွတ်လိုက်တယ်မြားတစ်စင်းဟာငှက်ကြီးရဲ့နှလုံးသားကိုတဲ့မတ်ထိုးဖောက်သွားပြီးအဲ့ဒီတတ္တဝါကြီးဟာ ARD မြစ်ထဲကိုထိုးကျပြီးတေဆုံးသွားပါတော့တယ်အဲ့ဒီမှာတင်ပဲပကံဘီကိုချင်းချောက်နေတဲ့ဘေးအန်တဲ့ကြီး၅ပါလုံးအားလုံးကိုနှိမ့်နေနိုင်ခဲ့ပါပြီပကံဘီဟာနောက်ဆုံးတော့ငင်းချမ်းလုံခြုံသွားခဲ့ပြီပေါ့
ကဲတိုင်းပြည်ကြီးတစ်ခုလုံးကိုကယ်တင်ခဲ့တဲ့သူရဲကောင်းတယောက်ကိုတိုင်းပြည်ကဘယ်လိုများကျေးဇူးဆက်ခဲ့မလဲသူရဲကောင်းဘဝကနေဖရင်တစ်ပါးဖြစ်လာတဲ့ပြူစောထီးရဲ့နောက်ဆုံးခရီးကဘယ်လိုဖြစ်တော့မလဲဆိုတာကိုဆက်ကြည့်ကြရအောင် သူ့ရဲ့တတ္တိကိုအတိအမှတ်ပြုတဲ့အနေနဲ့သမုဒ္ဒရမင်းကြီးကသူ့ရဲ့သမီးတော်တီရိဆန္ဒဒေဝီနဲ့လက်ဆက်ပေးလိုက်တယ်။တာရင်မဲလာဆိုတော့မဟုတ်သေးဘူး။အိမ်ရှေ့ဆန်အဖြစ်ပါခန့်အပ်လိုက်သေးတယ်။အဲ့ဒီနောက်မှာတော့သူဟာတိုင်းပြည်ကိုကယ်တင်ခဲ့တဲ့ကယ်တင်ရှင်တယောက်အဖြစ်တာမကပဲမင်းကြီးနှက်ရွာဆန်ပြီးနောက်ပုံဝမ်းပြည်ကိုအေးချမ်းသာရအောင်အုပ်ဆိုးသွားတဲ့ဘီရင်တစ်ပါးဖြစ်လာခဲ့ပြီးသူ့ရဲ့ကံကြမ္မာကိုအပြည့်အဝပိုင်းဆိုင်နိုင်ခဲ့ပါတော့တယ်။ ကဲဒီဇလန်ရဲ့အဆုံးမှာတော့ကျွန်တော်အားလုံးအတွက်စဉ်းစားစရာလေးတစ်ခုချမ်းခဲ့ပါတယ်အဲ့ဒါကတော့တကယ်သူရဲကောင်းတယောက်ဆိုတာမွေးရပါနတ်သွေးပါလို့ဖြစ်လာတာလားဒါမှမဟုတ်မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အခက်အခဲတွေကိုရင်ဆိုင်ရတဲ့တတိကြောင့်ပေါ်ထွန်းလာတာလားဆိုတာပါပဲ